ဒီဗီဒီယိုလေးကဂျပန်ကိုကျောင်းနဲ့လာမဲ့သူတွေအတွက်ပါလေ့ကျလေးစဉ်းစားသိချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့ဆိုရမ်းပင်ပန်းပါတယ်မနေ့ဆိုသူများအဲ့ချိန်မှာကိုယ်တွေထားရပါတယ်ကျောင်းရည်ဆိုပိုလို့တောင်းဆိုနေတယ်နေ့နေရကြသူများနားချိန်မှာကိုယ်တွေမနာနိုင်ဘူးအိမ်ကိုပတ်စံမပိုးနိုင်ရင်တောင်မှကိုယ့်ရဲ့နေတိုင်းစားတော့စေနောက်ပြီးကျောင်းစိတ်အတွက်စုရပါတယ်အလုပ်တစ်ခုတည်းနဲ့လည်းကျောင်းစိတ်ကမလုံလောက်ပါဘူးလုပ်ပင်မလို့နားကျင်တောင်မှကျောင်းချိန်ကရှိသေးတော့မနာနိုင်ဘူးကိုယ့်ကိုထောက်ပံ့ပေးနေမိသားစုဒါမှမဟုတ်ဒီအကိုပေါ့နော်မိသားစုတဲ့အကိုအမတယောက်ရှိတယ်ဆိုလို့ရှင်တော့လည်းတစ်မျိုးပေါ့ရှင်တချို့ဆိုအတန်းထဲမှာခြေကဆရာမကစာတွေပြတချို့ကငါအဲ့လိုလူမျိုးတွေလည်းရှိပါတယ်တချို့ဆိုအရန်ပင်ပန်းတော့ကျောင်းဆက်မတတ်နိုင်တော့လို့ကျောင်းထွက်ပြီးတော့ခါစုလိုဗီဇာတွေချိန်ကြရတယ်အဲ့လိုဆိုမကောင်းဘူးလေနော်အစားတွေကကိုပါတာကိုရွေးချယ်ခဲ့တာဆိုတော့အစားကလေးကစဉ်းစားသိချင်တယ်သူများနိုင်ငံမှာကျောင်းတက်တာတကယ်တော့မလွယ်ပါဘူးရှင်